ဒုက္ခဒံဖြင့်ကျိန်ဖန်းခါကလွန်သွားပွေကျုပ်အကျွန်းနှုတ်သည်ပုတ်ပေဟံအနတ္တမေကတန္တာရဟုအသမထင်းချေချေသောဘဝတခွန်၌ပင်ပသေတတပြောကျွန်းမျိုးကိုဝုဘုံတဘောလိုက်လျောညီစွာတာယာနှစ်တဲ့သုံးမဲ့ညံနိုတွေ့တတော်တိမ်မျိုးရှိသည်ဖြစ်၍ပရကိစ္စနီတာယေသမီးရဲ့စီပွားရဲ့နဲ့ကျုပ်ထွေးပွဲလီမရတိစပွဲလောကင်းနဲ့အယယအထက်ထအဘုံဘုံကိစ္စမျိုးအစုံတို့ကိုအကရိအကျိုးမပြည့်အချင်းကြီးအလကအာဘာတရပြုလုပ်ခဲ့ဘူးလားလေပြီနော်ဒုမြအတွက်နဲ့အချိန်ကုန်ခဲ့တာဒုဖြစ်ပြနော်ဟုတ်လားအဲ့ဒီကိုအတွက်ဒါရဏသက်ချင်းလက်ထိန်ဝေပရိဒါမြလူဘဝကိုကြုံရပြီးတောင်ယခုလိုအခါကောင်းကြီး၌ပရကိစ္စနီကိုရေးကိစ္စတသမကြံကြာကြံသီးဘူးယရဏသုံးပါးနဲ့သတ်တော်ကုသိုလ်လူတွေကိုဟောမိကျမ်းမာရခိုက်လုံလာတိုက်၍နှိမ့်ချိုက်ကြည်တာပြုလုပ်ပါတော့အားမင်းငါ၏တရားမှုတိမ်ပီတိရှင်ဖြင့်စိတ်ငြိမ်ကိုငြိမ်အိန္ဒြေရရပုံညကုသိုလ်တောင်းထုထိုသည်ဒီနိဗ္ဗာန်မနန္တို့တက်လမ်းမို့အကြောင်းရင်းရှိတယ်မို့ဩကောင်းရင်ကြီးကောင်းလာပါပြီတော့ဒီတကားဩကာလကာယကံဝတိကမနောကတပါတော့ခတ်